ကျမက New International College ကကျောင်းသူတယောက်ဖြစ်ပါတယ်။ဒီလိုသင်ဟာတိအမှတ်တွေကတင့်အတွက်အရင်အောင်စီကြည့်လို့နဲ့ကောင်းတဲ့ plan ကိုတရားအားနည်းတည်ရလို့တွေးတင်ရလူငယ်တယောက်ဆိုရင်ကျမအခုဖြစ်တဲ့နေတဲ့ Johnny ကိုပြပြချင်ပါတယ်။ကျမဟာလည်းယူရှိတဲ့အိမ်မက်တွေတွေကိုကောင်းတဲ့ဖော်နိုင်ဖို့ကြိုးစားနေတဲ့လူငယ်တယောက်ပါ။ဒီလိုသိငယ်အိမ်မက်တွေစီရောက်ဖို့တော့မှဘဝဆိုတာစီစဉ်ထားတယ်လို့တသက်မထမ်းမရှိတော့လဲနှွေခဏပြောခဲ့ရပါတယ်။ပြောင်းနေတဲ့လမ်းကြောင်းတွေကိုရှောက်ဖွေးနေပဲကျမရဲ့ passion ဖြစ်တဲ့ teaching career ကိုရှောက်သိခဲ့ပါတယ်။အဲ့တော့ကျမရဲ့အိမ်မက်တွေကဆရာမကောင်းတယောက်ဖြစ်ဖို့ရင်မြန်မာနိုင်ငံကကျောင်းသူကျောင်းသားတွေရဲ့ပညာရေးမှာကူညီပေးဖို့အတွက်ကိုယ်ပိုင်ကျောင်းလေးတစ်ခုဖွင့်နိုင်ခဲ့ရလောက်ပဲရှိရပါ။ကျမကလူတွေကိုကူညီပေးခြင်းနဲ့ကျမလေးလာပြီးတွေ့ကြုံရတဲ့တွေ့ကြုံတွေကိုသူများတွေကို sharing လုပ်ပေးရအောင်ကြိုက်တယ်။ဒါကြောင့်ကျမရဲ့ career ကလည်း knowledge transferring ဖြစ်ခဲ့ရပေါ့။ဒါကြောင့်မို့ကျမ false information တွေကိုအရင်ယူဆိုင်ရတာဖြစ်တယ်။ဒီနေ့ကျမအိမ်မက်ဖြစ်တဲ့ school founder ဖြစ်လာခဲ့ယူရမယ့်တာဝန်တွေအတွက်ကျမစိတ်ပူလာတယ်။သူများတွေကိုပေးဖို့ဆိုရင်ကိုကအရင်ပြေဝဖို့လိုတယ်ဆိုတာနားလည်လာတယ်။ဒီအတွက်ကျမအားနေတဲ့ managing အပိုင်းကိုပြောင်းလဲအားဖြစ်ဖို့ကျမဆုံးဖြတ်လိုက်တယ်။ဒါကြောင့်ကျမ New International College မှာ Business Administration ကိုတက်ရောက်ဖို့ရွေးချယ်ခဲ့တယ်။ဒါပေမဲ့အဲ့ချိန်ဒီကျမရဲ့ရည်ရွယ်ချက်တွေကဒီကနေ degree တစ်ခုနဲ့ပညာရပြီး teaching career ဘက်ကိုပြန်သွားမယ်ဆိုတဲ့အတွေ့အကြုံမရှိခဲ့ပါဘူး။ဒါပေမဲ့အကြောင်းကို join ပြီးကျမရဲ့ရည်ရွယ်ချက်တွေက degree တစ်ခုနဲ့ကိုယ်ပိုင်ကျောင်းထွန်နိုင်မှုထပ်ပို့ပြီးကျေပြန့်လာခဲ့တယ်။ကျမနားလည်လာတဲ့ education ပိုင်းဆိုရင်လည်းစာသင်ကျောင်းဆောက်ပြီးတင်ပြပေးရတဲ့အများကြီးပို့ကျေပြန့်နဲ့အများကြီးတက်ထက်လို့ပြင်လို့ရတယ်ဆိုတာသိခဲ့ရတယ်။ခုဆိုရင်ကျမအရေးချင်းတွေကိုမြင့်တင်ဖို့ကျောင်းက activity တွေ communication တွေမှာပါဝင်ကျမရဲ့လိုအပ်ချက်တွေကိုပုံနားလည်လာတယ်။ဒါအပြင်ကျမရဲ့တခြားစိတ်ဝင်စားတဲ့အရာတွေကိုလည်းဆက်လက်လေ့လာပြီးကျောင်းမှာဝါသနာသူစိတ်သူရှိတဲ့တငယ်ချင်းတွေဆရာဆင်မတွေနဲ့တိုင်ပင်ဖြစ်တယ်။နောက်ပြီးတငယ်ချင်းတွေနဲ့အတူတူကျောင်း club တွေကိုလည်းဦးဆောင်တော့ဖို့ရှိတယ်။လက်ရှိမှာကျမကကျောင်းတက်ရင်းနဲ့ career ရွေးချယ်ထားတဲ့စာသင်ကြားတဲ့အပိုင်းကိုလည်းအဆက်မပြတ်စေအောင်သင်တန်းတွေတက်ရင်လိုအပ်တာမှန်သမျှဖြစ်စီနေရဲ့။ဒါကြောင့်အငြင်းထက်လည်းကိုယ်ပူယုံကြည်မှုရှိလာပြီးပုံမှုကျေပြန့်လာတဲ့အိမ်မက်တွေအတွက်လည်းလုံနိုင်မဲ့အခွင့်အရေးတွေမြင်လာခဲ့တယ်။အခုဆိုရင်ကျမအတွက်ရောကျမရည်မှန်းချက်တွေအတွက်ရောပါစူးစမ်းခွင့်ရနေပါပြီ။ New International College Environment ကအရင်ကအိမ်မက်တွေတွေကိုတောင်စိတ်ပူပန်နေကြရတဲ့ကျမကိုထင်ထားတဲ့ထက်ပိုလုံးနိုင်စွမ်းရှိရဆိုတာမြင်စေခဲ့တယ်။ဒါကြောင့်ကျမတွေ့ပြပေးချင်တာတော့ကျမတို့အိမ်မက်တွေကစေးမကြည့်ပါဘူး။ရွေးချယ်မှုလည်းမှန်ကန်ဖို့နဲ့စူးစမ်းအထောက်မှုရဲ့ right time နဲ့လိုအပ်နေတရားလေးဆိုတာပါပဲ။ပြီးတော့ကျမတို့ရဲ့ဘဝအိမ်မက်ဆိုတာကြီးကိုတစ်ခုတည်းမှာပဲပိတ်လောင်မထားမိဖို့အရေးကြီးပါတယ်။